ဂျပန်နိုင်ငံရဲ့တိတ်ဆိတ်တဲ့ညာတွေကိုဖြိုခွင်းပြီးဥပဒေအတီလင်းစိန်ခေါ်နေတဲ့အုပ်စုတစ်ခုရှိပါတယ်။သူတို့ကတင်းကျပ်တဲ့နိုင်ငံရဲ့စည်းကမ်းတွေအောက်မှာစက်ရုပ်တရုပ်လိုနေထိုင်ရခြင်းကိုညှင်းငွေတာကြောင့်စတင်တော်လှန်ရာကနေတဖြည်းဖြည်းချင်းဂျပန်ပြည်သူလူထုကိုပါစိုးရိမ်ထိတ်လန့်မှုဖြစ်လာစေခဲ့တဲ့အမောင်လောကရဲ့ဟိုဆိုးဆူပူဆိုင်ကယ်ကိုင်းတွေပဲဖြစ်ပါတယ်။အားလုံးအမန်ဒီကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အများနဲ့မတူတဲ့အင်ဂျင်ဝစ်စုံဒီဇိုင်းတွေကြောက်စရာကောင်းလောက်အောင်ပြင်ဆင်ထားတဲ့ဆိုင်ကယ်ဒီဇိုင်းတွေအပြင်ကိုမှစူညံလွန်းတဲ့ဆိုင်ကယ်အိတ်ဇောတန်တွေကြောင့်ဂျပန်ပြည်သူရဲတွေကတော့လုံးဝထိမ့်မနိုင်သိမ်းမရဖြစ်ခဲ့ရတဲ့ဘိုးဆိုးဆူကူရဲ့အကြောင်းကိုကျွန်တော်ဒီနေ့အားလုံးအတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။သူတို့ကဆိုင်ကယ်စီးရုံတက်တက်တော့မဟုတ်ပါဘူး။နောက်ွယ်မှာစိတ်တန်ရာတွေကနေဖြစ်ပေါ်လာတဲ့အကြောင်းရင်းတရားတွေလည်းရှိနေပါသေးတယ်။ဒုတိယကမ္ဘာစစ်မှာစိတ်တန်ရာရလာခဲ့တဲ့စစ်ပြန်တွေကတာမန်လူနေမှုဘဝထဲမှာလုံးဝနေသားမကြတော့ဘဲနဲ့အုပ်စုလိုက်ဖွဲ့ပြီးပုံကန်ကြနေပြီးတော့စတင်ပေါ်ပေါက်လာကြတာပါငါတို့မှာစီကံမရှိဘူးငါတို့မှာကြောက်စိတ်မရှိဘူးဆိုတဲ့အမြင်တွေနဲ့လူကျင်ဝတ်တွေကိုတမင်ဖောက်ဖျက်ခဲ့ကြတာပါလမ်းမပေါ်တွေမှာအရှင်ပြင်းပြင်းမောင်းနေအောင်သာမကဘဲနဲ့တခြားရင်မောင်းတွေကိုရန်ရှားတာတွေရဲတွေကိုစိန်ခေါ်တာနဲ့သူတို့ချင်းချင်းနယ်မြေလူရန်ပွဲတွေထိပါကျူးလွန်ခဲ့ကြတာပါဒါပြင်လူတွေမဟုတ်ပဲဆိုင်ငယ်တွေကပါဒီလိုရန်လိုမှုတွေကိုဖော်ပြနေသေးရတယ်နောက်ပြီးတော့သူတို့ဆိုင်ရဲ့အိတ်ဇောရှည်ကြီးနဲ့စူညံတန်တွေပြုလုပ်တာလည်းပန်ဝန်းကျင်ကိုအနောက်ရှက်ဖြစ်ဖို့တမင်ရည်ရွယ်ထားတာဖြစ်တယ်လို့သူတို့ရဲ့ဆိုင်ရဲ့ခေါင်းရည်ရှည်ကြီးတွေလှုပ်ထားတာကလည်းငါတို့ကမင်းတို့ထက်သားတယ်ဆိုတဲ့မာမာနာကိုခေါ်ကျူးနေသေးရပါဒီလူတွေအတွက်တော့ဆိုင်ငယ်တွေကသွားလာရည်မဟုတ်ပါဘူးဂျပန်နိုင်ငံရဲ့တင်းကျပ်လွန်တဲ့စီးကမ်းတွေအောက်ကနေရုံးထွက်ဖို့ကြိုးစားနေကြတဲ့သူတို့ရဲ့အဟစ်တန်တွေကိုသူတို့ခံယူထားကြတာပါဒါကြောင့်လည်းသူတို့ရဲ့ဆိုင်ငယ်တွေမှာအမှုပညာဆန်းဆန်းရောကြောက်စရာကောင်းအောင်ပါအစွန်းရောက်ပြင်ဆင်ထားတတ်ကြတာပါဒီဘက်ကိကိုရောက်လာတဲ့ခါမှာဂျပန်နိုင်ငံရဲ့စီကံဥပဒေတွေကအရင်ကထက်ပိုပြီးတင်းကျပ်လာတဲ့အတွက်ကြောင့်မလို့သူတို့ကလည်းပျောက်ကွယ်လူနေပါဖြစ်နေပါပြီ။ဒါပေမဲ့လို့သူတို့ဖန်တီးခဲ့တဲ့ဆိုင်ကယ်ယဉ်ကျေးမှုနဲ့ဝတ်စုံတွေကဒီဘက်ကိကိုရောက်လာတော့အမှုပညာနဲ့ fashion တစ်ခုအဖြစ်ကိုကူးပြောင်းကျန်ရစ်ခဲ့ပါတယ်။မိတ်ဆွေရောသူတို့ရဲ့ဆိုင်ကယ်ယဉ်ကျေးမှုအမှုပညာလို့မြင်လား။ဒါမှမဟုတ်လို့ရှိရင်လမ်းမပေါ်တွေမှာတောင်းကျမ်းနေတဲ့အဖွဲ့အစည်းလိုပဲမြင်လား။ဒီလိုဖွဲ့စည်းမျိုးတွေရောကျွန်တော်မြန်မာနိုင်ငံမှာရှိခဲ့ဘူးလားဆိုတာကို comment ထဲမှာဆွေးနွေးသွားလို့ရပါတယ်။ကျွန်တော်နောက်မှတွေ့ကြတာပေါ့။